ညစာစားတာတယောက်တစ်ပေါက်နဲ့2ယောက်ကို2ပေါက်ချက်ရပါတယ်တယောက်ကပင်လယ်စာတုံရမ်းစားခြင်းနဲ့တယောက်ကထမင်းတုပ်စားခြင်းနဲ့ဆိုတာနဲ့2မျိုးလုပ်လိုက်ပါတယ်ပင်လယ်စာတုံရမ်းကိုမာလာလေးထည့်ထားပြီးတော့ချက်ထားတာအရင်စားကောင်းပါတယ်အရင်နေ့ကတက်စင်ထားပြီးသားပင်လယ်စာတယောက်စာရှိတာနဲ့ချက်လိုက်ပါတယ်တုံရမ်းမာလာအရောလေးဆိုတော့ဤလည်းမဤငံလည်းမငံမနဲ့အရင်ကမှစားကောင်းပါတယ်ရှင်အရင်ဆုံးစီပူထဲမှာအချက်သွင်းပြီး3တက်လောက်ကိုတောက်ဆင်ပြီးတော့စီတက်ထားလိုက်တယ်ရုပ်သေးရောက်နေမုံတစွန်းမလာအနှစ်တစွန်းတုံရန်အနှစ်တစွန်းကိုလည်းထည့်ပြီးတော့စီတက်ပြီးမွေထားလိုက်ပါတယ်အလုံးပြီးပြီဆိုရင်တော့စားတကြားခီးစီရတာတွေကိုထည့်ပြီးတော့ပင်လယ်စာပြုတ်ထားတာကိုထည့်ပြီးတော့မွေလိုက်ပါတယ်ချင်းချင်းလေးစားကြည့်ရင်တော့တုံရန်နှစ်ကို2စွန်းလောက်ထည့်ပေးပါပြီးရင်ငရုတ်ပွားလေးရှိရနဲ့ငရုတ်ပွားလေးထည့်လိုက်ပါတယ်စိမ့်လေးစားရအောင်လို့အုံနို့လေးကိုလည်းနည်းနည်းလောက်ထည့်လိုက်ပါတယ်အရသာလေးကထူခဲ့ပြီးစားကောင်းတာမို့ချက်စားကြည့်နော်နောက်ထပ်ကတော့ကိုရီးယားထမင်းတုပ်ကလေးပဲလုပ်လိုက်ပါတယ်ကိုရီးယားထမင်းတုပ်ကတော့အရင်နေ့ကလုံနီတင်ပေးတာပြီးသားမို့လို့တိတ်ပြီးတော့မပြောတော့ပါဘူးအသားမရှိရနဲ့ကြောက်ဦးချောင်းထည့်ပြီးတော့ပဲပင်ပေါက်ကြော်ဝင်လာဦးနီကိုကြော်လိုက်ပါတယ်တစ်ခုချင်းစီကိုချက်သွင်းပြလေးစီတက်ပြီးတော့ကြော်လိုက်ပါတယ်ဟင်းနုနယ်ရဲ့မိုးလေးရဲ့ကိုလည်းကြော်ထားလိုက်ပါတယ်အလုံးပြီးပြီဆိုရင်တော့ကြော်ထားတဲ့အတီးရွက်တွေကိုထည့်ပြီးတော့ကင်ချီလေးထည့်လိုက်ပါတယ်ပြီးရင်တော့ကြောက်လေးပေါ်အတင်ပြီးတော့ဖြော်ထားတဲ့ sauce ကိုဆန်းလိုက်ပါတယ် sauce ကလေးစားကြည့်ရင်တော့ငရုတ် sauce ကိုမြန်မြန်ထည့်ပါအားလုံးပဲစားကြပါဦးရှင်